ကိုလူအေးနဲ့ကြာဆိုကြီးဟိုးရှိတုန်းကတော့ကြီးတစ်ခုရဲ့အနားမှာကိုလူအေးလို့ခေါ်တဲ့စိတ်တဘောထားနူးညံ့တဲ့မုတ်ဆိုးတရားရှိခဲ့ဘူးတဲ့တနေ့မှာတော့ကိုလူအေးဟာတောထဲမှာလိုက်လျှောက်ရင်းကြာဆိုကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်ကြာကြီးဟာဟင်းဟောက်ပြီးလိုက်ဆွဲတဲ့အခါကိုလူအေးလည်းနီးဖက်ရတစ်ပင်ကြီးပေါ်ကိုတက်ပြေးတာပေါ့ကြာဘူးကြီးကတော့အစာကိုလက်မလို့ရှင်တာကြောင့်တစ်ပိတ်အောက်ကနေမခွာတန်းစောက်နေခဲ့တယ်ကိုလူအေးလည်းအကြံတစ်ခုရလာပြီးသူ့စီမှာပါလာတဲ့အသားကြောက်တွေကိုထုတ်လိုက်တယ်အပိုင်ဒီနောက်အသားကြောက်တွေကိုတစ်ပိတ်အောက်ကိုပြစ်ချပေးလိုက်တဲ့အခါကြာကြီးကအားရပါရစားတော့တယ်ဘိုင်ဝသွားတဲ့အခါချားကြီးဟာဒေါသတွေပြေသွားပြီးရှင်မမူတော့ပဲရှင်ပါသွားခဲ့တယ်။ကိုလူအေးလည်းတစ်မစ်ဘော်ကနေဆင်းလာပြီးချားကြီးကိုပုတ်သက်ပေးလိုက်တဲ့အခါတငယ်ချင်းတွေဖြစ်သွားကြတော့တယ်။ထို့နောက်ကိုလူအေးနဲ့ချားကြီးတို့ဟာတောအုပ်ကြီးထဲမှာတယောက်ကူတယောက်ကာကွယ်ပြီးပျော်ရွှင်စွာနေထိုင်သွားကြတဲ့ကို